내가 또 거들이 참이 다비도 시고 아니면 너무 예쁘나 말아. 맨날 내가 이거 약간 나도 롱어 버세 태비. 빨리 야 어디 피비 진유 차대 말아. 이나 말아 또 생내 생영 차지 대창아 아부령 칸 뜻다 내가 니 대조야 털라 해. 맨날 내가 내가 이 애니야 뭐 연락이 차지고 사진이 미다 봐. 도마가 완전 보세니. 호주 비에 차지고 예쁘나 봐. 빨리 달래 봐. 우리야도 뭐 너게 말해 도마가 네가 오가 되는 야마 보고네. 도마야 뭐 비디가 다고 아까 해보. 예신이 해 봐래. 애나 도마가 니 차지네 사람 미사가 뼈서 써야 봐. 도마가 차지고 아따 야가 되라 대가 차지가 짜요 좀 시에 도마야 칸나 보고 빠다 니 캔에 도마가 AT를 보다 뭐자니 뭐야 비 차지가 돼. 도마에 아왜 살이 야티도 왜 미칸나 보고 뭐 어디서 알게 빠 달래 봐. 디시나 배 아버지가 미칸나 배고 털라 해.အိမ်တော့ရုတ်တရက်မတိကျသွားတဲ့အချိန်မှာပိုးကြီးကအဲ့ဒီခြာကြီးကိုဖမ်းမိသွားပါတယ်။ဒီကိုကမနဲ့မိစတော့ကိုရင်းမိတာတဲ့မွေးမင်းကလေးကလူ့အသွင်ကိုရှင်းရှင်းပြောင်းသိလိုက်ပါတယ်။အခုတန်ခံမှုစံကိုဆန်ထားတဲ့ပိုးကြီးကသူမကိုအကွက်ချပြီးတန်းတန်းဆွဲဆောင်ခေါ်ယူနေကြပါ။သူမကလည်းပိုးကြီးနဲ့ပိုးတဖြည်းဖြည်းချင်းခတ်သွားခဲ့ပါတယ်။သူမကပိုက်ကွန်ရဲ့ပေါ်ဆုံးကိုရောက်သွားတဲ့အချိန်မှာပိုးကြီးကခလုတ်ကိုချတာနေလိုက်တာကြောင့်မွေးမင်းကလေးကပိုက်ကွန်ထဲမှာတန်းတန်းချင်းဖမ်းခံလိုက်ရပါတော့တယ်။သူမကရုန်းကန်နေပေမဲ့မရတော့ပါဘူး။ပိုးကြီးကမိတယ်ကိုပြပွက်လက်တဲ့ခါမှာတိုင်နော်။ဒီထင်သွားခဲ့တယ်ပိုးကြီးကသူ့ရဲ့ကောင်းစုံကိုဖြည်းဖြည်းချင်းရှော့လိုက်တဲ့ခါမှာယူချောက်ပွေကောင်းတဲ့မျက်နှာကြီးပေါ်လာပြီးမွေးမင်းကလေးကိုရုပ်မှန်တဲ့ကြည့်နေတဲ့စိုက်ကြည့်နေခဲ့ပါတယ်။မွေးမင်းကလေးနာကိုသွားပြီးသူမကမြင်းမြင်းနဲ့စိတ်ညစ်ပတ်နေတော့မှပဲရတဲ့ဖွဲ့ဝင်ရောက်လာပြီးသူမကိုကက်ထုတ်လိုက်ခဲ့ပါတယ်။မွေးမင်းကလေးကနေပြီးမွေးကြီးစီကိုလည်းဖြည်းဖြည်းချင်းထွက်သွားခဲ့ပေမဲ့အဲ့ဒီအချိန်မှာမွေးကြီးကအသက်ရှိတော့ပါဘူး။ဒါကိုမြင်လိုက်ရတဲ့မွေးမင်းကလေးကတော့တာတဲ့ချင်းနဲ့ပြန်လာတင်ပြောင်းအဖိုးကြီးကိုဖမ်းသိလိုက်ပါတော့တယ်။သူမဟာအဖိုးကြီးကိုဖမ်းသိတာတွေကိုအတင်းထည့်လိုက်ပြီးအပေါ်ကခလုတ်ကိုလည်းဘတော်လက်စတိုက်မိတော့ပါတယ်။အဲ့ဒီဖမ်းသိတာတွေကတည်းကစစ်တာတွေစီစီတီတာကတော့အဖိုးကြီးကတက်တာတွေမှာပဲအဆုံးသက်သွားခဲ့ရပါတယ်။အိမ်ထဲမှာတော့မွေးမင်းကလေးကပေါ်ဝင်မြင်ဆုံးတက်သွားပါတော့တယ်